အားသာဝါသနာရှင်ညီကိုမောင်နှမများအားလုံးမင်္ဂလာပါဗျာဒီနေ့ကတော့ BBTV နဲ့ M Channel ကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးစိတ်ဝင်စားနေတဲ့မျိုးလင်းဆောင်စားနေကြတဲ့နှစ်ယောက်တွဲတဲ့မှာထူးထူးခြားခြားကျွန်တော်တို့အာတစ်နဲ့ရှိန်လေးနော်ရှိန်ဝနာဆိုခေါ်ရှိန်လေးနဲ့အာတစ်ခေါ်ဇင်မင်းဦးတစ်ဖက်မှာတော့စောမြတ်မှုခေါ်ကျောင်းဆရာနဲ့ရန်ပိုင်ဦးခေါ်ကျောင်းတိုက်တို့ဖြစ်ပါတယ်ဗျာနော်မြန်မာလက်ရွေးစင်တွေပြီးအပြင်မှာကျွန်တော်တို့တွေ့ရခဲ့တဲ့အတွဲတွေဖြစ်ပါတယ်ဗျာနော်ကြီးစားလောကမှာရောကျွန်တော်တို့ national ပြိုင်ပွဲတွေမှာရောတွေ့ရခဲ့တဲ့အတွဲဖြစ်ပါတယ်ဗျာဒီပွဲကိုတော့9နိုင်9နိုင်အပြိုင်ကျဲမှာဖြစ်တဲ့အတွက်ပွဲစီစဉ်ရဲ့ကိုဟာဟာရဲ့စီစဉ်မှုကလည်းတော်တော်ကောင်းပါတယ်ဒီပွဲကိုစိတ်ဝင်စားနဲ့ကြည့်ရှုအားပေးကြပါဦးလို့ဒီနေရာကနေဖိတ်ခေါ်လိုက်ပါတယ်ဗျာနော်ကဲပွဲစတင်ပြီပဲဖြစ်ပါတယ်နော်ကျွန်တော်တို့15မှတ်ဂိမ်းပိုက်9ပေ2ပါစားအောက်ခံနောက်စီတိုးအကြိုက်တိုးကြိုက်တယ်လို့ထိုးလို့ရပါတယ်ကျွန်တော်တို့3ပေစီမဝင်ရဖြစ်ပါတယ်ဗျာနော်အခုဆိုရင်တော့ကျွန်တော်တို့ကျောင်းတိုက်တို့အတင်းအစားပဲစရပါတယ်ဗျာနော်အခုတမက်ကျောင်းတိုက်စားပဲကြတဲ့အတွက်ကြောင့်လို့တမက်စတင်ရရှိသွားပါပြီဗျကျောင်းတိုက်ထိုးရတယ်ပိုက်တိုးတယ်ဗျာနော်ဒီပွဲကအရေးကြီးပါတယ်ကျွန်တော်တို့အပြင်မှာဆိုရင်တော့တော်တော်လေးကြည့်ကောင်းမဲ့ပွဲပါအခုတည်းဒီပွဲကိုစီစဉ်ပေးတာ BBTV M Channel တော်တော်ကျေးဇူးတရားပါမယ်ဗျာနော်အာတစ်ထိုးရတယ်ကြတယ်ဗျာဂျားချင်းကောင်းပါတယ်ဗျာနော်နှစ်ယောက်ဂျားထဲမှာကျောင်းဆရာနဲ့ကျွန်တော်တို့ကျောင်းတိုက်ကဂျားထဲမှာတလုံးပေါက်သွားခဲ့ပြီဗျာနော်ဒါကြောင့်မလို့1ပါဗျာနော်အမှတ်ကတော့ကဲအာတစ်ထိုးမယ်ဗျာပိုက်ထောက်ထားတယ်သူ့ရဲ့မေဂျာပဲကျောင်းတိုက်ကမ်းပြီကောင်းတယ်ဗျာနော်ကျောင်းတိုက်ညီငယ်လေးမြန်မာလူကြီးညီငယ်လေးပဲနော်ဒီလိုမျိုးပါစားအောက်ခံမှာဆိုရင်တော့ broken မပိုင်တော့တစ်ဖက်အတင်းကဆယ်ဖို့တော်တော်ခက်ခဲတဲ့ကန်ချက်တွေပါဗျာနော် ready 1ပါပဲဗျာနော်အခုဆိုရင်တော့ကျောင်းတိုက်စားပဲပါဗျာနော်ကျောင်းတိုက်စားပဲထိုးပြီးရှိန်လေးညာချင်းထဲမှာဗျာရှိန်လေးညာကြောထဲမှာပေါက်သွားခဲ့ပြီဗျာနော်ဒါကြောင့်မလို့ကျောင်းတိုက်တို့နှစ်မှတ်ရရှိပါတယ်ဗျ2-1ပါဗျ2-1ကျောင်းတိုက်စာပစ်ထိုးရတယ်အာတစ်ဘယ်လိုင်းတွေကိုဝေးပါတယ်ဗျာနော်ဒါကြောင့်မလို့ကျွန်တော်တို့စာပစ်ချိန်မှာ1-2ပါဗျသူဆိုတော့စာပစ်ချိန်ပြီးအာတစ်စာပစ်ထိုးမယ်ဗျထိုးရတယ်ပုတ်ချင်းဝေးတယ်ဗျာကျောင်းဆရာဘယ်လိုင်းတွေကိုထိုးရတယ်နင်းငယ်စီးနဲ့ဝေးသွားတဲ့ကြောင့်မလို့စာပစ်ချိန်ပါပဲဗျကျောင်းတိုက်စားပေပဲထိုးတယ်ဗျဖြုတ်ချင်းလေးထိုးထားတယ်ရှိန်ဝနာဆိုရှိန်လေးတောက်ထားတယ်ကမ်းပြီပက်လက်ကြီးဗျာကောင်းလိုက်တာနော်ဒီဘက်ကလည်းအာတစ်ရှိန်လေးဆိုတာလဲကျွန်တော်တို့မြန်မာလေးစင်ညီငယ်အတွဲပါဗျနော်ဒီသုံးကောင်ရဲ့အတွဲပါဗျဒီလိုကန်ချင်းတွေကတော့ broken မပါရင်ဆယ်ဖို့အတွက်တော်တော်လေးကိုခက်ခဲပါတယ်ဒီဆိုတော့စာပေချိန်ပါဗျအာတစ်စာပေထိုးမယ်ဗျထိုးရတယ်ဂျားချင်းကျောင်းဆရာဖမ်းထားတယ်တင်ပြီးကျောင်းတိုက်ကောင်းပါတယ်နော်ချင်းလုံးကမပါသေးပါဘူးဒါကြောင့်မလို့ကျောင်းတိုက်လိုက်ကန်ထားတယ်ဗျဒါကြောင့်စာပေချိန်ပါပဲခုဆိုရင်တော့တစ်ပတ်တင်းကိုကြည့်ရတဲ့ပုံမှာတော့ကျွန်တော်တို့ကျောင်းဆရာကတော့စာပေမထိုးသေးတာတွေ့ရတယ်ဗျနော်ဒီဘက်မှာတော့သူ့ရဲ့ထုံးစံတိုင်းမေဂျာဖြစ်တဲ့အာတစ်ပဲထိုးနေတာတွေ့ရတယ်ဗျကျောင်းတိုက်စာပေပါဗျထိုးရတယ်ဂျားချင်းပိုက်တိုးတယ်ဗျာနော်ဒီဆိုတော့အာတစ်စာပစ်ထိုးမယ်ဗျထိုးရတယ်ကျောင်းတိုက်ခေါင်းလေးနဲ့တောက်ထားတယ်ကျောင်းဆရာလိုက်တင်နေကွာချင်းကံပြီကွာသွားတယ်ဗျာကွာချင်းဖြစ်သွားတဲ့အပေါ်မှာကျွန်တော်တို့အာတစ်တို့တမတ်ရရှိသွားပါတယ်ဒါကြောင့်မလို့2-2ပါဗျဒီဆိုတော့အာတစ်စာပစ်ပဲထိုးမယ်ဗျကောင်းလိုက်တာဗျာခွဲချင်းကျောင်းတိုက်ကညာကြောတဲ့ကိုဗျာနော်ခွဲချင်းကြပါတယ်ဗျာဒါကြောင့်မလို့3-2ပါဗျာဒီပွဲကကျွန်တော်တို့နော်15မှတ်ဂိမ်းတပွဲလေးကစားပါမယ်ကျွန်တော်တို့73မှတ်တူခဲ့ရင်တော့ဂျူးဆင်းပါမယ်ကျွန်တော်လက်အော9မှတ်တစ်ချိန်ပဲဆင်းပါမယ်ဗျာနော်ခုဆိုတော့စာပေချိန်မှာကျောင်းတိုက်ကန်လာတာဖြစ်တဲ့အကြောင်းမလို့2-3ပါပဲဗျ
ဒီပွဲကိုတော့ကျွန်တော်တို့ပရိသတ်ကောကျွန်တော်တို့လက်ရှိဒီမှာကြည့်ရှုနေရတဲ့ပရိသတ်တွေရောတကယ်စိတ်ဝင်စားတဲ့ပွဲပါဗျာနော်ဒီ2-2ပွဲရတော့တင်လာတဲ့အားတစ်ရှိလေးကန်ပြီးကောင်းပါလေဗျာနော်ရှိလေးတော်တော်လေးကိုလိုက်ကန်လိုက်ရတယ်ဗျာနော်3-2ပါပဲဗျခုဆိုတော့အားတစ်စားပဲထိုးမယ်ဗျာနော်ထိုးထားတယ်ဂျာချင်းပဲကြောင်းတိုက်ခေါင်းတောက်ထားတယ်ကြောင်းတိုက်ကန်ပြီးကောင်းတယ်ဗျာနော်ဒီလိုသုံးသက်ချင်းတွေကတော့ပိုင်နာကတ်လာပြီဆိုရင်တော့တူလားကိုလားဘယ်လို့မှဖမ်းလို့ဆယ်လို့မရနိုင်တဲ့ချင်းလုံးတွေပါဗျာနော်2-3ပါပဲဗျာကြောင်းတိုက်ပဲထိုးနေတယ်ဗျာနော်ဝေးပါတယ်ဗျာနော်ကြောင်းတိုက်ဆာဗစ်ဝေးသွားခဲ့တယ်ဗျာဒါကြောင့်မလို့ဆာဗစ်ချင်းပါပဲ3-2ပါဗျာခုဆိုတော့အားတစ်ဆာဗစ်ထိုးမယ်ဗျာဘယ်လိုရှာမလဲကြည့်မယ်ဗျာကျွန်တော်ဖြုတ်ချင်းလေးကြောင်းတိုက်ခြေဝင်ထဲမှာပါလာပြီကောင်းတယ်ဗျာတမတ်ရပြီဗျာနော်ရှိန်လေးပက်လက်ကြီးကန်သွားတယ်ဗျာနော်ဒီလိုမျိုးပါလာရင်တော့ဒါကတော့တေချာတလောက်ဖြစ်သွားပြီနော်အမှတ်တမတ်ကတော့ဒီနေရာမှာ15မှတ်ဂိမ်းမှာကျွန်တော်တို့စာဗစ်နဲ့အမှတ်ရှာမှာဖြစ်တဲ့အတွက်အားတစ်ကညံရင်ညံသွေးနဲ့သူ့ရဲ့ချင်းအမြင်ပေါ်မှာမူတည်တယ်ဗျာနော်စာဗစ်တွေကိုဘယ်ညာခွဲထိုးတယ်ဂျားချင်းထိုးတယ်ဖြုတ်ချင်းထိုးတယ်စုံနေအောင်ထိုးပါတယ်ဗျာနော်ပါချင်းလိုက်ထိထားတယ်ဗျာကြောင်းတိုက်ဒါကြောင့်မလို့စာဗစ်ချင်းပါဗျာ2-4ပါခုဆိုရင်တော့ကြောင်းတိုက်ပဲဆက်လက်ပြီးတော့ထိုးနေတယ်ဗျာနော်စာဗစ်ထိုးမယ်ကြောင်းတိုက်ငယ်လေးပိုက်တိုးတယ်ဗျာအားကြောင့်မလို့စာဗစ်ချင်းပါ4-2ပါဗျာအမှတ်ကတော့4-2အားဒီစာဗစ်ထိုးပြီဗျာဂျာချင်းခေါင်းတောက်ထားတယ်ကြောင်းတိုက်တင်လာပြီကြောင်းတိုက်ကောင်းလိုက်တာဗျာအပြောက်ပဲနော်ပြန်အပြောက်ပဲကြောင်းတိုက်ရတကယ်နိုင်ငံတကာပွဲတွေမှာလဲမျက်နှာပြောင်ပြောင်နဲ့တကယ်ကိုပျော်ပျော်ရွှင်ကစားတဲ့ညီငယ်လေးပါတကယ်ကောင်းပါတယ်နော်ခုဆိုတော့ကြောင်းတိုက်စားပဲပဲဗျရှိန်လေးကောင်းတောက်ထားတယ်အာတစ်လိုက်တင်ပြီးအတူလေးကန်ပြီးကောင်းတယ်ဗျာရှိန်လေးအနှိတ်အတူလေးကိုကန်သွားခဲ့တယ်ဗျဒါကြောင့်မလို့စားပဲချင်းပါပဲ4-2ပါဗျခုဆိုတော့အာတစ်စားပဲပါဗျဘယ်ကိုထိုးမလဲကြည့်မယ်ဂျာချင်းကောင်းလိုက်တာဗျာသူလိုလိုကိုလိုလိုနဲ့ကျောင်းဆရာရဲ့ချီခွင်နဲ့ကျောင်းတိုက်ရဲ့ခေါင်းတောက်မလိုလိုနဲ့ကျွန်တော်တို့ဂျာချင်းတမတ်ပေါက်သွားခဲ့ပြီဗျာနော်ခုဆိုတော့5-2ပါဗျတိတ်ပတ်လာတိုက်နေကြအေးတုံးကောင်စားready 5-2ဒီဆိုတော့5-2ပါဗျစာဗစ်တလုံးပေါက်သွားခဲ့ပြီဗျာအားရစာဗစ်ဒါကြောင့်မလို့ကျွန်တော်တို့6-2ဖြစ်သွားပါပြီဗျာနော်ဒီပွဲမှာတစ်ဖက်အသင်းရလဲမြန်မာလေအသင်းကြောင်းတိုက်နောက်ကျွန်တော်တို့နာမည်ကြီးကစားသမားစောမြတ်မှုကောအားလုံးသိကြတဲ့ကြောင်းဆရာဖြစ်ပါတယ်ဗျာနော်ဒီဘက်မှာလဲကျွန်တော်ရှိန်ဝနာတော်ခေါ်ရှိန်လေးဇင်မင်းဦးခေါ်အတစ်ဖြစ်ပါတယ်ဗျာနော်နာမည်ကြီးကစားသမားတွေဖြစ်ပါတယ်ထိတ်တိုက်တွဲဆုံနေပြီပဲဖြစ်ပါတယ်ဗျာနော်အားပေးကြပါဦး6-2ပါဗျဦးဇင်းတော်အတစ်တင်ထားတယ်ရှိန်လေးကန်သွားပြီဗျာနော်ပက်လက်ကြီးပဲနော်ကောင်းတယ်ဗျာတကယ်ကိုကြည့်ရတာတော်တော်တန်တဲ့ပွဲပါဗျခုဆိုရင်တော့ service chain မှာ6-2ပါဗျအားရ service ထိုးမယ်ဗျဘယ်လိုင်းနဲ့ကျောင်းဆရာကိုဘယ်လေးနဲ့တောက်ထားတယ်ကျောင်းဆရာကွာချင်းကောင်းတယ်ဗျ
ကျောင်းဆရာရဲ့ဘေးလိုင်းထဲမှာထိုးတာဘေးနဲ့ဖမ်းပြီးတင်သွားခဲ့တဲ့ကြောင်းလို့ကျောင်းတိုက်အဆုံးသက်ကောင်းမွန်တဲ့အတွက်ကြောင့်မလို့ဒူးစစ်ပါဗျာနော်စာပေချင်းကျောင်းတိုက်စာပေပဲဗျဖြုတ်ချင်းလေးထိုးရတယ်ပိုက်တိုးတယ်ဗျာနော်ဦးဇနောအာဒစ်စာပေနေရာပြောင်းထိုးတာတွေ့ရတယ်ဗျာနော်တစ်ဖက်ကစားသမားတွေကိုမာယာနဲ့ဟုတ်ကဲ့ဂျာချင်းထိုးရတယ်ကျောင်းဆရာညာနဲ့ဖမ်းရတယ်ကွာချင်းကံပြီးမိမိအားတဲ့အမလေးလေးတဲတိတ်ရင်တပိုးနဲ့နော်ခြီခွင်ထဲကနေပြီးတော့ပြုတ်ကျသွားတယ်ဗျာနော်ဒီချင်းလုံးလာမိခဲ့မယ်ဆိုရင်7-2ဖြစ်မဲ့နေထားပါဗျခုဆိုတော့စာပေချင်း6-2ပါဗျကျောင်းတိုက်စာပေပါပဲဗျနော်အားတဲ့ဖမ်းရတယ်တင်ပြီးရှိန်လေးကန်တယ်ဗျမိသွားပြီကျောင်းတိုက်လိုက်နေတယ်ဝေးတယ်ဗျာနော်ကျောင်းတိုက်ညီငယ်လေးကြိုးစားတော့လဲကျွန်တော်တို့တစ်ဖက်ကွင်းနဲ့ဝေးသွားခဲ့တဲ့အကြောင်းမလို့စာပေချင်းပါပဲဗျနော်6-2ပါအားတဲ့စာပေထိုးမယ်ဗျထိုးရတယ်ပိုက်တိုးတယ်ဗျာဒီတင်းတွေကလည်းစာပေတွေကိုရင်းမှရတာဗျနော်ရိုးလေးတွားထိုးလို့ကတော့ပန်းနဲ့ပေါက်လို့တွားလို့မရဘူးဖြစ်နေတယ်ဗျနော်ကျောင်းတိုက်စာပေပါဂျာချင်းထိုးရတယ်အားတဲ့ဖမ်းရတယ်တင်ပြီးရှိန်ဝနာတော့ခရူဗျာပြန်လိုနဲ့ခရူကန်သွားတယ်ဗျတကယ်ကောင်းမွန်တဲ့ညီငယ်လေးတွေပါ Facebook မှာလည်းတကယ်ကိုနာမည်ကြီးပြီးတော့ကျွန်တော်တို့เนาะဒီအတွဲကိုမြင်နေကြတဲ့ပရိသတ်တွေကြီးရှုရတာတကယ်တန်ပါတယ်အားဒီစာပေထိုးထားတဲ့ကျောင်းတိုက်ခေါင်းတောက်ထားပြီးကောင်းတယ်ဗျာကျောင်းဆရာရဲ့တင်ချင်းကလည်းတကယ်ကောင်းပါတယ်ကျောင်းဆရာဆိုတာလည်းကျွန်တော်တို့မြန်မာနိုင်ငံနေမကထိုင်းမှာပါတွားရောက်ပြီးတော့တယောက်ကြီးကအစကစားလာခဲ့တဲ့နာမည်ကြီးကစားသမားဖြစ်ပါတယ်ဗျာเนาะအားလုံးလည်းတီးပြီးသားဖြစ်ပါတယ်ကျောင်းတိုက်စာပေထိုးမယ်ဗျထိုးထားတယ်ရှိန်လေးခေါင်းတောက်ထားတယ်အားဒီတင်ပြီးအတူလေးကန်နေဗျာနော်ရှိန်လေးရဲ့အကြိုက်ဆုံးအလုံးတွေကိုအားဒီကလည်းတိထားတယ်ဗျာနော်ဒီအတွဲကတော့ဒါတွဲနေကြအတွဲဖြစ်ပါတယ်ဗျခုဆိုတော့စာပေချိန်ပါပဲဗျ6-2ပါဗျအားဒီစာပေပါထိုးရတယ်ကျောင်းတိုက်ခေါင်းဝင်တောက်ထားတယ်ကျောင်းဆရာဘဲနဲ့တင်ထားတယ်ကွာချင်းဝေးတယ်ဗျာနော်ခုဆိုရင်တော့အားဒီတို့ဆက်လက်ပြီးတော့အမှတ်တမဲ့ထမှန်ရရှိသွားပြီပဲဖြစ်ပါတယ်ဗျာနော်ဒါကြောင့်မလို့7-2ဆိုတဲ့ရလက်ဖြစ်သွားပါပြီဗျာနော်ပွဲယူနေတဲ့သတိထားအောင်ပြလိုက်ညှိနိုင်တယ်ပြကျောင်းဆရာလိုက်ညှိနိုင်တယ်အဲ့ပွဲနဲ့သတိထားအောင်လေတုံးတော့ဆက်ကဲပရိသတ်ကြီးရေတကယ်ကိုစိတ်ဝင်စားကြကောင်းတဲ့ပြိုင်ပွဲကြီးတစ်ပွဲကတော့ပြန်လဲစတင်ပြီးပဲဖြစ်ပါတယ်ဗျာနော်အခုဆိုရင်တော့7-2ပါဗျဖြုတ်ချင်းလေးထိုးရတယ်ကျောင်းတိုက်ကချီဝင်တွေကိုတိုးတော့လဲကျွန်တော်တို့ပိုက်တိုးတဲ့အတွက်ကြောင့်မလို့စာပေချိန်ပါပဲဗျခုချိန်ဒီတော့ကျွန်တော်တို့ကျောင်းတိုက်ပဲစာပေထိုးနေတာတွေ့ရတယ်ဗျာနော်ကျောင်းဆရာမထိုးသေးပါဘူး2-7ပါကျောင်းတိုက်ကောင်းပါတယ်ဗျာနော်ကျောင်းတိုက်ကစာပေပိုက်ထောက်ပြီးတော့ရှိန်လေးရဲ့ခေါင်းပေါ်မှာအမတ်တမတ်ရှာသွားခဲ့ပြီဗျဒါကြောင့်မလို့3-2 3-7ပါဗျ3-7ကျောင်းတိုက်စာပေပဲဗျထိုးထားတယ်ကြတယ်ဗျာနော်ကျွန်တော်ကွင်းရဲ့တောင်းတဲ့မှာနော်ကြခဲ့တဲ့အကြောင်းမလို့အမှတ်တမဲ့ထမှန်ရရှိပါတယ်4-7ပါဗျကျောင်းတိုက်ပဲစာပေထိုးတယ်ဗျအာဒီစီမှာပဲဗျထိုးထားတယ်အာဒီဘယ်လေးနဲ့တင်ထားတယ်ရှိန်လေးချိတ်ထားတယ်ခရိုချိတ်ပြီးကန်သွားတယ်ဗျနော်အပြင်းကန်လို့မရဘူးဗျပါပါနက်နဲ့ပဲကျွန်တော်တို့ခရိုချိတ်ပြီးကန်ထားတယ်ဗျခုဆိုတော့စာပေချိတ်မှာပဲဗျ7-4ပါဗျအားတဲ့စာပေထိုးထားတယ်ကျောင်းတိုက်ခေါင်းနဲ့တောက်ထားတယ်ကျောင်းဆရာတင်းပြီးကျောင်းတိုက်ခွဲခြင်းကောင်းတယ်ဗျာနော်ပြန်ကိုခွဲပြီးတော့ရှိန်လေးဘက်ကိုခွဲကန်ထားတာတွေ့ရတယ်ဗျာနော်ခုဆိုရင်တော့4-7ပါဗျကျောင်းတိုက်စာပေပဲထိုးမယ်ဗျာနော်ကျောင်းတိုက်ဖြုတ်ချင်းလေးထိုးထားတယ်အားလေးရှေ့မှာပြုတ်ကြပြီကောင်းလိုက်တာဗျာနော်ဂုံနဲ့ဒီလိုမျိုးပိုက်ရှေ့ကိုဖြုတ်ချဖို့ဆိုတာမလွယ်ပါဘူးဗျာနော်တကယ်ကောင်းမွန်တဲ့စာပေတွေပါ
ခုဆိုတော့အမှတ်က5-7ပါဗျနှစ်မှတ်ပဲကွာပါတော့တယ်ဗျနော်သူတွေကိုယ်တင်အပြိုင်ကျဲနေပြီပဲဖြစ်ပါတယ်ဗျနော်ကြောင်တိုင်းထိုးထားတဲ့ရှိန်လေးခေါင်းတောက်ထားတဲ့အားတစ်လိုက်တင်နေပြီသို့တော်လဲနော်ကျွန်တော်တို့ကွင်းရဲ့အနောက်ဘက်လိုက်မရတဲ့နေရာဖြစ်သွားတဲ့အကြောင်းမလို့မတ်တမတ်ဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်ဗျနော်ခုဆိုရင်တော့6-7ပါဗျဒီပွဲတွေမှာကျွန်တော်တို့မှားလို့မရပါဘူးနော်တကယ်ပြိတ္တတွေအားလုံးစိတ်ဝင်စားနေဘယ်အသင်းနိုင်မယ်ဆိုတာကိုကျွန်တော်တို့ရင်ခုန်စိတ်လှုပ်ရှားပြီးတော့ကြည်နေရတဲ့အနေထားပါဗျာနော်6-7ကြောင်းတိုက်ထိုးထားပြီးအားတဲ့ခေါင်းတောက်ထားတဲ့တင်ပြီဗျရှိန်လေးပတ်လက်ကြီးဗျာကောင်းလိုက်တာဟလားသူ့ရဲ့မေဂျာထဲဝင်သွားရင်တော့တောင်းတောင်းလူ10ဖို့မလွယ်ပါဘူးဗျာနော်ခုဆိုတော့7-6ပါပဲဗျာနော်စာပေချိန်မှာကဲအားတဲ့ဘယ်လိုရှာမလဲကြည့်မယ်ဗျာညီငယ်လေးကြောင်းတိုက်ခေါင်းနဲ့တောက်ထားတယ်ကျောင်းဆရာတင်ထားတယ်ကောင်းတယ်ဗျာနော်ကျောင်းတိုက်ပြန်နဲ့သုံးတက်သွားတယ်ဗျခုဆိုတော့ service ချိန်မှာကျွန်တော်တို့6-7ပါဗျအမှတ်ကတော့တစ်မှတ်ပဲကွာပါတယ်ဗျကျောင်းတိုက် service ပဲဗျနော်ကျောင်းတိုက်ထိုးထားတယ်ဝေးတယ်ဗျာနော်စီးနဲ့အနှဲငယ်ဝေးသွားတဲ့ကြောင့်မလို့ service ချိန်ပါပဲဗျ7-6ပါဒီပွဲတွေကကျွန်တော်တို့ service တွေကိုရင်းပြီးတော့မာယာနဲ့ကျွန်တော်တို့ service နဲ့အမှတ်ရှာရတာဖြစ်ပါတယ်ဗျဘယ်လိုင်းနဲ့ထိုးထားတယ်အာဒီပိုက်တိုးတယ်ဗျာကျွန်တော်နော်ကျွန်တော်တို့ဒီကပင်နိုင်တဲ့မင်းသားကြီးအာဒီရေမရှိရရေသားလေးဖေးဒီမှာရေဘူးလေးနဲ့တော့မရှိရရှိပါကဲခုဆိုရင်တော့ကျွန်တော်တို့ပြိုင်ပွဲကိုပြန်လဲစတင်ပြီးပဲဖြစ်ပါတယ်ဗျာနော်ကျောင်းတိုက်တို့စပစ်ပါပဲဗျာနော်6-7ပါဗျာအမှတ်ကတစ်မှတ်ပဲကွာပါတယ်ဗျာကျောင်းတိုက်စပစ်ထိုးထားတယ်ဂျာချင်းပေါက်သွားခဲ့ပြီဗျာနော်တကယ်ကိုမန်ပြည့်နေကိုဗျကျောင်းတိုက်ကိုကြည့်ပါဗျာနော်မန်ပြည့်နေကိုတကယ်ကိုမန်ထည့်ပြီးတင်းတင်းရင်းနေကိုကစားနေတယ်ဗျာဒီပွဲတွေကနော်7-allပါဗျာကျောင်းတိုက်ညီငယ်လေးထိုးထားတယ်ဝေးတယ်ဗျာနော်အဲကြောင့်မလို့ service ချိန်ပါပဲခုဆိုတော့အမှတ်ကအဒီတိုက7ကနေပြီးတော့မတက်သေးဘူးဗျနော်7-allအားလေထိုးမယ်ဗျကျောင်းတိုက်ခေါင်းနဲ့တောက်ထားတယ်ကျောင်းဆရာလိုက်တင်တယ်ကျောင်းတိုက်ကောင်းတယ်ဗျာတကယ်ကိုချင်းနေရအပြောက်တွေကြီးပဲဗျခုဆိုတော့ service ချိန်မှာ7-allပါပဲဗျကဲဒီရ ready ပါတယ်နော်တိုင်ကတော့ all ပြီဗျ7-allကျောင်းတိုက်ဖြုတ်ချင်းထိုးထားတယ်ရှိန်လေးချီကွင်းလေးနဲ့မှားထားတယ်လိုက်တင်ပြီးအာတစ်ကောင်းတယ်ဗျာအာတစ်ကတင်ချင်းတွေကလည်းပိုက်ပေါ်မှာဆိုပိုက်ပေါ်မှာပဲဗျတကယ်ကိုကောင်းမွန်တဲ့ညီငယ်လေးတွေပါအာတစ်က10ချင်းမချင်းနဲ့ကျွန်တော်တို့တင်ချင်းတွေကဒီဟာတိကျလို့ကျောင်းဆရာရဲ့တင်ချင်းတွေကလည်းတကယ်ကောင်းမွန်ပါတယ်ဝေးပါတယ်ဗျာနော်အာတစ်က service ဝေးသွားခဲ့တဲ့အကြောင်းမလို့7-all service ချိန်ပါပဲဗျ7-allကျောင်းတိုက် service ပါဗျနော်ထိုးထားတယ်အာတစ်စီမှာပဲတီတီငင်ငင်ပဲဖမ်းထားတယ်ရှိန်လေးကောင်းတယ်ဗျနော်ကျောင်းဆရာရဲ့ဘယ်တိုင်းတွေကိုကန်ချသွားတယ်ဗျဒါကြောင့်မလို့ service ချိန်ပါပဲဗျအမှတ်ကတော့သူတွေကိုယ်တင်နဲ့ဘားရပြန်ကြားရပြန်နဲ့ကျွန်တော်တို့ကြိတ်နေတယ်ဗျတော့ကြည်ကောင်းတဲ့ပွဲပါ7-allအာဒီစားပဲပါဗျာဂျာချင်းထိုးထားတယ်ကျောင်းဆရာညာနဲ့ဖမ်းထားတယ်တင်ပြီးကျောင်းတိုက်ကန်တယ်ဗျာတကယ်အဆုံးသက်ကောင်းမွန်တဲ့ညီငယ်လေးပါဗျာနော်တင်ချင်းကောင်းလို့ကတော့တစ်ဖက်အသင်း10ဖို့မစင်းစားပါနဲ့ဗျာနော်ကဲတိုင်းပေါက်ခေါ်ထားတာတွေးရှိရပါတယ်ဗျာနော်
ကဲပရိသတ်ကြီးမင်္ဂလာပါခုဆိုရင်တော့ပြိုင်ပွဲပြန်လဲစတင်ပြီပဲဖြစ်ပါတယ်ဗျာနော်ကဲကြောင်းတိုက်စပစ်ထိုးမယ်ထိုးရတယ်အောက်ပါတယ်ဗျာနော်ခုဆိုတော့စပစ်ချိန်ပါပဲဗျာ7 all အားရစပစ်ပါဗျာဂျာချင်းထိုးရတယ်ကျောင်းဆရာရဲ့ခြေခွင်ထဲမှာတမတ်ရသွားခဲ့ပြီပဲဖြစ်ပါတယ်ဗျာနော်ဒါကြောင့်မလို့ကျွန်တော်တို့10မှတ်9မှတ်နဲ့ကွင်းချိန်သွားပြီပဲဖြစ်ပါတယ်ဗျာနော်